တွဲဆုံဆွေးနွေးမှုများကိုပြုလုပ်ခဲ့ပါတယ်အဆိုပါတွဲဆုံဆွေးနွေးပွဲသို့ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ဘက်မှအဖွဲ့ခေါင်းဆောင်တောင်သာမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်သောင်းဒုတိယအဖွဲ့ခေါင်းဆောင်မြစ်ကြီးနားမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းစောနှင့်အဖွဲ့များဖြစ်ကြတဲ့သမဝါမဝန်ကြီးဌာနနှင့်ဝင်းမြွေနှင့်ရေလုပ်ငန်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအောင်မြင့်ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးလက်ကျော်ငန်းဆိုင်ဒုတိယဝန်ကြီးဦးဖုံးဆွေဒုတိယဝန်ကြီးဗိုလ်ချုပ်ဇော်ဝင်းကချင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးတန်းအောင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးခက်ထိန်နန်မန်စီမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းသိန်းခေါ်ဦးထွန်းထွန်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှဒုတိယဗိုလ်မှူးကြီးဇော်နိုင်ဦးအရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းဦးစီးဗိုလ်မှူးကြီးဝင်းသိန်းမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှတိုင်းဦးစီးဗိုလ်မှူးကြီးမြင့်ဆွေတို့တက်ရောက်ကြပြီး KIO ကိုယ်စားလှယ်အဖွဲ့ဘက်မှအဖွဲ့ခေါင်းဆောင်ဗဟိုကော်မတီဝင်ဦးဇွန်လွတ်ကန်အဖွဲ့ဝင်ဗဟိုကော်မတီဝင်များဖြစ်ကြတဲ့ဦးလဖိုင်လဦးလစိန်ကြီးနောင်ဦးခွန်နောင်ဦးနော်ဘူဦးနော်တွဲဦးမရန်စောတောင်ဦးစင်းခေါတို့တက်ရောက်ကြပါတယ်ယခုတတိယအကြိမ်မြောက်ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးတွဲဆုံဆွေးနွေးပွဲမှာဇန်နဝါရီလ19ရက်ကပြုလုပ်ခဲ့တဲ့ဒုတိယအကြိမ်ပြည်ထောင်စုအဆင့်တွဲဆုံဆွေးနွေးပွဲမှာဆွေးနွေးညှိနှိုင်းခဲ့တဲ့အချက်များပေါ်အခြေခံပြီးယင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါတယ်ဆွေးနွေးပွဲတတိယနေ့မှာပထမနေ့နဲ့ဒုတိယနေ့ဆွေးနွေးချက်များပေါ်အခြေခံပြီးပွင့်လင်းရင်းနှီးစွာဆက်လက်ဆွေးနွေးညှိနှိုင်းကြပါတယ်ထို့သောငြိမ်းချမ်းရေးအတွက်အချိန်ယူပြီးအသေးစိတ်ဆွေးနွေးပြီးတဲ့နောက်နှစ်ဦးနှစ်ဖက်သဘောတူထုတ်ပြန်ကြေညာချက်တစ်ရပ်ကိုထုတ်ပြန်ခဲ့ပါတယ်ကြေညာချက်အပြည့်အစုံမှာ1ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် KIO ဗဟိုကိုယ်စားလှယ်အဖွဲ့တို့၏ငြိမ်းချမ်းရေးဆွေးနွေးမှုများကိုအားရကျေနပ်မှုရှိပါသည်2နှစ်ဖက်ဆွေးနွေးမှုများမှာတစ်ကြိမ်ထက်တစ်ကြိမ်တိုးတက်မှုများဖြစ်ထွန်းလာပြီးယုံကြည်မှုများပိုမိုတည်ဆောက်နိုင်ခဲ့ပါသည်3ဆွေးနွေးမှုများမှဆက်လက်ပြီးနိုင်ငံရေးနည်းလမ်းဖြင့်တွဲဆုံဆွေးနွေးပွဲများပြုလုပ်သွားမည်ဖြစ်ပါသည်4နှစ်ဖက်ငြိမ်းချမ်းရေးဆွေးနွေးမှုများ၏ရလဒ်အဖြစ်တစ်ဖက်နှင့်တစ်ဖက်စစ်ရေးအရှိန်များလည်းလျော့နည်းလာမည်ဟုယုံကြည်ပါသည်5ပြဿနာဖြစ်ပွားနိုင်သောဒေသများရှိနှစ်ဖက်တပ်စခန်းများကိစ္စကိုနှစ်ဦးနှစ်ဖက်သဘောတူညီမှုရသည့်အထိဆွေးနွေးပြီးရရှိပြီးသောသဘောတူညီချက်များကိုရက်သတ်မှတ်၍ဆောင်ရွက်သွားရန်ဖြစ်သည်တွဲဆုံဆွေးနွေးပွဲအပြီးမှာနိုင်ငံတော်သမ္မတ၏ငြိမ်းချမ်းရေးလက်ဆောင် SkyNet အစုံ20ကိုနိုင်ငံတော်သမ္မတကိုယ်စားပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင်ဦးအောင်သောင်းကပေးအပ်ရာ KIO ဗဟိုကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ဦးဇွန်လွတ်ကန်ကလက်ခံပါတယ်ဆက်လက်ပြီးအဖွဲ့ခေါင်းဆောင်ဦးအောင်သောင်းကတရုတ်ပြည်သူ့သမ္မတနိုင်ငံမှတာဝန်ရှိသူများအားလက်ဆောင်ပစ္စည်းများကိုပေးအပ်ပါတယ်အဲဒီနောက်ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ဝင်များနဲ့ KIO ဗဟိုကိုယ်စားလှယ်အဖွဲ့များသည်စုပေါင်းမှတ်တမ်းနှင့်ဓာတ်ပုံများရိုက်ကြပါရယ်ခင်ဗျာ။